PIB မဟုတ်ဘူးဘူးပါကင်နေဦးမှ9800ပဲကြာမှာဒီနေ့ကျွန်တော်ပြင်းနေရတယ်ကျွန်တော်မှရှိရဲ့ဒီရှန့်လေးနှစ်ကောင်ကိုနှိုင်းရှင်ပြအောင်ပေါ့နော်ဆိုတော့ဘယ်ရှန့်ကပူတာမလဲဆိုတော့ကျွန်တော်နဲ့တူတူဒီလေးလေးအသေးစိတ်အားမနာတန်းဝေဖန်လိုက်မယ်အေးစေးဟဲ့ကဲဆိုတော့ဒီကောင်ကတော့ဒါက Grandista ရှန့်ပေါ့နော်အရင်ကထွက်ခဲ့တဲ့ Grandista ရှန့်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်ဒီကောင်ကတော့ဒါရှန့်ဗဒယ်ရကော့ပေါ့ဒီကောင်က special version เนาะရိုးရိုး version နဲ့ special version ကအများကြီးกว่าတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ပြပေးမယ်အရင်ဆုံးပြောချင်တာကတော့ price to fair ပေါ့เนาะကျွန်တော်ပြောရမယ်ဆိုပေးရတဲ့ဈေးနဲ့ရတဲ့ quality တန်မတန်ကိုအရင်ဆုံးကျွန်တော်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ BRC ကလေအရင်စမယ်ဆိုတော့ဗဒယ်ရကော့ကဒီကောင် special version เนาะ special version နဲ့ရိုးရိုး version ကဘယ်နာတင်စကွာလဲဆိုတော့အဓိကဒီမှာအင်ချီတွေသူ့ရဲ့ဒီ body color တွေအကုန်လုံးက special version မှာသူကပန်းအောင်လေးဆက်ပြီးတုံးထားပြီးရယ်เนาะဒီမှာပန်းအောင်လေးတန်းမယ်ရိုးရိုး BRC မှာကျတော့သူကပန်းအောင်မတန်းဘူးဗျเนาะသူကအဖြူပြောင်ဖြစ်မယ်နောက်ပြီးသွားလို့ရှိရင်ရိုးရိုး BRC မှာကဒီဟာကီမပါဘူးเนาะဟာကီမပါဘူးဓာကြီးပဲတီးတန့်အောင်ပဲသူကကင်ထားတဲ့တဘောဆိုတော့ဒီကောင်ကတော့ price to fair ဖြစ်လာဆိုတော့ကျွန်တော်တော့ဆိုရင်တော့အရန် fair ဖြစ်ပါတယ်ဘာလို့ဆိုတော့ဒီလိုမျိုးရှန့်ကွာရှန့်ဟိုမှာနောက်ပြီးတော့ဒီဟာကီဒီတေးပိုင်းဘာညာလုံးဝဒီမှာနော်တေချာပြမယ်ဒီမှာလုံးဝဒီအကျော်တွေကစနော်ဒီမှာနှစ်ဖူးကအကျော်တွေဒီ body ကဒီခန္ဓာကိုယ်အချိုးအစားဘာညာခေါင်းမီပြပြောစရာမရှိရတော့ဒီကောင်ကသူ့ရဲ့ price ဒီ6000ဆိုတဲ့ price ကဘလုံးနေနေအလကားရလိုက်တယ်လို့တန်တာဗျာနော်ဆိုတော့ဒီကောင်ကတော့ဟိုဒီတကယ်ရှမ်း fan ပဲဖြစ်ဖြစ်မဖြစ်ဖြစ် collect လုပ်ဖို့ကျွန်တော်ကတော့ recommend ပေးရယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ Grandista ကို show မယ် Grandista ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ size ပါနော်သူက size ကတော့ဒီမှာ BRC နဲ့ရှင်လို့ရှိရင်ဘာမှမဆိုင်တော့ဘူး size ကြီးမယ်နောက်ပြီးသွားလို့ရှိရင်သူ့ရဲ့ဒီလေးလေးပြ Grandista မှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ6တောက်ဒီလေးပဲ BRC 6တောက်နဲ့ဒီ BRC က6တောက်နဲ့ Grandista 6တောက်ကဘာမှမဆိုင်ဘူးကွာဒီမှာခြေတဲကွန်တစ်ခုချင်းစီထမ်းကိုဒီလေးလုပ်ပေးထားတယ်ပြောရလို့ရှိရင်ကျွန်တော်ဒီမှာသူ့ရဲ့ body ပိုင်းလက်ကအကျော်တွေဘာတွေအကုန်ကွတ်မယ် size ကြီးမယ်သူ့ရဲ့အားနဲ့ချက်ကဘာလဲဆိုတော့ဒီဓာတ်ပဲခင်ဗျနော် BRC မှာကျတော့ဓာတ်အမှားဓာတ်တုံးထားတဲ့ပုံမှာကျိုးရင်ကျိုးတော့မယ်ဒီလိုမျိုးတော့မကောက်တော့ဘူးဆိုတော့ဒီကောင်ရဲ့အားနဲ့ချက်ဆိုလို့အဲ့ဒါလေးပဲရှိမယ်ဒါပေမဲ့အဲ့ဒါလည်းအားနဲ့ချက်လို့တော့ပြောလို့မရဘူးပေါ့နော်သူဘယ်လိုပြောရမလဲသူ့ဟာနဲ့တူတော့မိုက်တယ်တဲ့ဈေးအားဖြင့်ဆိုလို့ရှိရင်ဒီကောင်ကစားထွက်တုံးက9800ကလေစားထွက်တယ်9000ခွဲ9800 9000ပေါ့ပေါ့နော်9000ဝန်းကျင်မှာရှိတယ်ဒါပေမဲ့အခုဒါကျွန်တော်မှာကလည်း install တွေအများကြီးရှိရပေါ့နော်ကျွန်တော်အတိအကိုတယောက်ပစ္စည်းကြီးလည်းပါတယ်ဒီကောင် promotion ဈေးအနေထားဖြစ်သွားတဲ့အထိကိုပေးထားတာပေါ့နော်ဒီလိုမျိုး BIB မဟုတ်ဘူးဘူးပါကင်နေဦးမှ9800ပဲကြာမှာရှန့်တဘူး9800ဆိုတာလုံးဝပစ္စလက်ခတန်တာကွာတိတာမပြောရမယ်ဆိုအလကားရတယ်လို့ဖြစ်သွားပြီဆိုတော့ဒီကောင်ကကျွန်တော်မှာ install တွေအများကြီးရှိတယ်နော်စိုက်အားဖြင့်ဘာညာဆိုလို့ရှိရင်ဒီရှန့်တဘူး9800ဆိုတာကျွန်တော်တို့ဒီအနောက်ကအတီးတစ်လုံးစီးပဲရှိတယ်နော်ဆိုတော့ဒီကိုမူအတီးကလည်းကျွန်တော် Telegram မှာလေလံလေးတင်ပေးထားတယ်ဈေးတော့တိတ်မရောက်သေးဘူးဝါရနာပိုင်းတော့ဝင်လိုက်လို့ရတယ်နော်ည9နာရီခွဲမှပိတ်ပါဆိုတော့ဒီကောင်လေးက install တွေအများကြီးရှိပါတယ်ဥပမာကျွန်တော်ပြရမယ်ဒီလိုမျိုး BIB တွေမဟုတ်ဘူးဒီမှာလေးဆိုလဲကျွန်တော်တင်ထားပေးရရှိရယ်အဲ့လိုမျိုးပေါ့နော်9800ပစ္စလက်ခတန်တယ်ဆိုတော့ရွေးချယ်တင်တယ်ပေါ့နော်ဒါမဲ့ BRC ကတော့ဒီဒေးပိုင်းရောအဖက်ပိုင်းရောပူတာတယ်ဘာလို့ဆိုတော့အတစ်ထွက်ထားတာလည်းဖြစ်တယ်ဈေးကလည်း Grandista ထက်တော့မှဒီ Grandista ထက်ပေါ့နော်အနည်းငယ်လေးများမယ်ဆိုတော့ရှမ်းဖန်နေစိတ်ကြိုက်ဆွဲလို့ရပါပြီကျွန်တော်ကောက်လေးကိုလည်း follow ပေးခဲ့ကြပါအောင်နော်ဘာလို့ဆိုတော့ follower 4200ကလေကျွန်တော်အိတ်နေရတစ်နှစ်လောက်ရှိပါပြီဆိုတော့ follower လေးတက်ချင်ပါတယ်အားလုံး